ကဘာမီရဲ့ကျေပြောလာတဲ့မြက်ခင်းပြင်တွေပေါ်မှာလွတ်လပ်မှုရဲ့ပြယူတစ်ခုကိုပြပါဆိုရင်မြင်းတွေကိုပဲမြင်းရောက်မိကြမှာပါသူတို့ရဲ့တစ်ဖြစ်တုံနေတဲ့ကြွက်သားတွေနဲ့လေထဲမှာဝေဝဲနေတဲ့လေဆံမွေးတွေဟာတဘာဝတရားကထုစစ်ထားတဲ့ခွန်အားနဲ့အလှတရားရဲ့ပေါင်းစပ်မှုပဲဖြစ်ပါတယ်မြင်းတွေရဲ့မျိုးရိုးပြီးစားတမိုင်းကြောင်းဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်း90ကျော်ကလေးကစတင်ခဲ့တာပါထူးခြားတာကသူတို့ရဲ့ဘိုးဘေးတွေဟာအစပိုင်းမှာခွေးတကောင်လော့တာအရွယ်စားရှိခဲ့တာထင်ပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုနဲ့အတူပိုမိုမြန်ဆန်ဖို့ပိုမိုတမ်းမာဖို့အတွက်သူတို့ရဲ့ DNA ဟာနှစ်ပေါင်းများစွာအတွင်းမှာအန်အိုးစရာကောင်းလောက်အောင်ပြောင်းလဲဆင့်ကဲလာခဲ့ပါတယ်သူတို့ရဲ့ရှင်သန်နေထိုင်ပုံကိုကြည့်ရင်အမြန်နှုံးဟာသူတို့ရဲ့အသက်သွေးကြောပါပဲမြင်းတွေမှာထူးခြားတဲ့အိတ်ဆက်ခြင်းဗီဇရှိပါတယ်သူတို့ဟာမတ်တက်ရက်လျက်နဲ့အိပ်ပျော်နိုင်စွာရှိကြပါတယ်ဒါဟာရန်သူအန်ဒီရဲ့ကြုံလာရတဲ့အခါချက်ချင်းဆိုသလိုစက္ကန့်ပိုင်းအတွင်းထပ်ပြေးနိုင်ဖို့အတွက်တဘာဝတရားကပေးထားတဲ့ကာကွယ်ရေးဗီဇတစ်ခုပါမြင်းတွေရဲ့မျက်လုံးတွေကိုတတိထားကြည့်ဖို့ပါသလားကုန်းနေနိုးတိုက်တဝါတွေထဲမှာသူတို့ဟာအကြီးဆုံးသောမျက်လုံးတွေကိုပိုက်ဆိုင်ထားတာပါမျက်လုံးကဦးကုန်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိနေတဲ့အတွက်ခေါင်းကိုမလှဲ့ပဲနဲ့ပတ်ဝန်းကျင်360ဒီဂရီနီးပါးကိုမြင်နိုင်စွမ်းရှိပါတယ်ဒါဟာသူတို့ရဲ့မျိုးရိုးဗီဇကပေးထားတဲ့မြင်ကွင်းကျစနစ်ပါပဲလူသားတွေနဲ့မြင်းတွေကြားကဆက်ဆံရေးဟာလည်းတမိုင်းတစ်လျှောက်မှာအလွန်နဲ့ရှိုင်းပါတယ်သူတို့ဟာလူသားတွေရဲ့စိတ်ခံစားမှုကိုအသက်ရှူတမ်းနဲ့နှလုံးခုန်တမ်းကတစ်ဆင့်သိရှိနိုင်စွမ်းရှိကြပါတယ်စစ်မြေပြင်ကနေကုံထွဲမှုလမ်းကြောင်းတွေအထိမြင်းတွေဟာလူသားတို့ရဲ့ယဉ်ကျေးမှုကိုကြောပိုးပြီးထဲဆောင်လာပေးခဲ့တာပါဒီနေ့ခေတ်မှာမြင်းမျိုးစစ်ပေါင်းမြောင်များစွာရှိနေပေမဲ့သူတို့အားလုံးရဲ့သွေးထဲမှာတော့လွတ်လပ်စွာပြေးလွှားခြင်းတဲ့တောရိုင်းဗီဇတွေစီးဆင်းနေစေပါပဲတဘာဝတရားကနှစ်တန်းပေါင်းများစွာအချိန်ပေးပြီးအနုစိတ်ဖန်တီးထားတဲ့ဒီအရှင်အဟုန်လက်ရမွန်ကြီးဟာကဘာမြေရဲ့ဂုံယူစရာတတဝါတစ်မျိုးပဲဖြစ်ပါပဲအခုလိုမျိုးတဘာဝတရားရဲ့စမ်းကြဲတဲ့လက်ရာတွေနဲ့တတဝါတွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲလေ့လာခြင်းတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ပိုမိုဆုံလင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်လည်းကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ပြီးခေါင်းလုံးလေးကိုနှိပ်ထားပေးကြပါအောင်ခင်ဗျာနောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိကျင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်